ကဲဒီတစ်ခေါက်ဆွေးနွေးချင်တဲ့ပုံစံကတော့ဒီမှာ rectangle ရဲ့ transformation တွေပါတဲ့ဟာပေါ့နော်အဲ့တော့ပထမဆုံးမိကုန်းလေးဖတ်လိုက်မယ်ပေါ့နော် this question has two parts ပေါ့ဒီမှာပိုင်းတစ်ပိုင်းပါတယ် the diagram show a plot of land being divided into three parts ပေါ့နော်အပိုင်း၃ပိုင်းခွဲထားတယ် for growing different types of vegetables ဆိုတော့ဒီမှာဘာတွေစိုက်လဲဆိုတော့ tomato carrot and potato ပေါ့ဒီပိုင်းကတော့ ABCD မှာက tomato စိုက်တယ်ဒီပိုင်းမှာတော့ carrot စိုက်တယ်ဒီပိုင်းမှာတော့ potato စိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာသူပေးထားချက်တစ်ခုရှိတယ်ပေါ့နော် rectangle ABCD measure 80 feet long and 50 feet wide ဆိုတော့wide ဆိုတော့ဒီဘက်ချမ်းမှာကကျတော့80 feet ဖြစ်မယ်ပြီးတော့လို့ရှိရင်ဒီဘက်ချမ်းကတော့50 feet ပေါ့နော်Okay ဒါဆိုရင်ပထမဆုံးဒီမှာ part A ရှိတယ်ပြီးတော့လို့ရှိရင် question part B လာမယ်ပေါ့နော်Part A မှာက rectangle ABCD can be mapped onto rectangle ABEF ပေါ့နော် ABEF ဆိုပြီးတော့မှဒီ rectangle ထဲကို map လုပ်လို့ရမယ်ပေါ့နော် by a sequence of transformation အစဉ်စဉ်လုပ်ပြီးတော့ map လုပ်လို့ရမယ် so ပထမဆုံး rotate 90 degree counter clockwise about A ပေါ့ A ဆိုတဲ့ဒီ point မှာအခြေခံပြီးတော့မှ counter clockwise ပေါ့နော် counter clockwise ဆိုရင်ကျွန်တော်တို့ဘယ်လိုပုံလေးဖြစ်လာမလဲဆိုတော့ဒီကောင်ကဒီဘက်ချမ်းကိုရောက်သွားမယ်ပေါ့နော်ဘယ်ချမ်းကိုရောက်တော့မယ်ဒါဆိုရင်ဒီလိုလေးဖြစ်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီမှာဒီလိုလေးဖြစ်မယ်ဒီလိုပုံလေးဖြစ်လာမယ်ဒါဆိုရင်ဒါက80ဖြစ်ပြီးမှဒါက50ပေါ့ Okay now the same ပေါ့နော်ဒါ first step ပြီးတော့ပြီ second step ကျတော့ reflect over AF ပေါ့နော် AF ပေါ်မှာအခြေခံပြီးတော့မှသူက reflect လုပ်မယ်ဆိုရင်သူကဒီဘက်ချမ်းကို reflect လုပ်တော့မှာပေါ့နော် Okay ဒီလို reflect လုပ်ဒါဆိုရင်ဒါက50ဒါက80Okay ဒါဆိုရင်ဒီ rectangle နဲ့ဒီ rectangle အကြီးပေါ့ဒီ rectangle အကြီးနဲ့ကဘာဖြစ်မလဲဆိုတော့ similar ဖြစ်သွားပြီเนาะဆိုရင်သူက map လုပ်လို့ရတော့ပြီပြီးတော့လို့ရှိရင် dilate ပေါ့ number အဆင့်3ကကျတော့ dilate about point A မှာအခြေခံပြီးတော့မှ dilate လုပ်မယ်ဆိုတော့သူ့ကိုကျွန်တော်တို့က expand လုပ်သွားမှာပေါ့เนาะ expand လုပ်သွားတဲ့အခါမှာသူကဒီ rectangle ABEF နဲ့တစ်ထပ်တည်းကျသွားနိုင်တယ်ပေါ့နော် Okay ဒါဆိုရင်အဲ့ဒါကို dilate လုပ်လိုက်မယ်ဆိုရင်ဘာရမလဲဆိုတော့ကျွန်တော်တို့ဒီမှာအကြီးကြီး rectangle အကြီးကြီးရတော့မယ်လို့နားလည်လို့ရတယ်ကဲဒါဆိုရင်တော့ဒါကိုဘာဆက်လုပ်လို့ရမလဲဆိုတော့ကျွန်တော်တို့ဒါလေးကိုsimilar rectangle ပေါ့နော် similar shape ကိုတုံးပြီးတော့မှဆက်ပြီးတော့မှထုတ်လို့ရမယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာ mess up ဖြစ်နေတဲ့အပိုင်းတွေကိုအရင်ဆုံးရှင်းထုတ်လိုက်မယ်အရင်ဆုံးဖြတ်လိုက်မယ်ပေါ့နော်ကဲရှင်းသွားပြီဆိုရင်တော့ခုနကပုံချမ်းပဲနည်းနည်းပြန်ဆွဲမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီပုံလေးကဒီကိုရောက်သွားပြီပေါ့နော်ဒီထိရောက်သွားပြီဒါဆိုရင်ဒါက50ဒါက80ဆိုတာတည်ထားတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ rectangle အကြီးပေါ့နော်ဒီ rectangle ABEF ရဲ့အကြတော့ဒီအလျားကဒီမှာ80ရှိတယ်ကဲတခြားရောင်နဲ့လုပ်လိုက်မယ်နော်80ဆိုတော့ဒီဘက်ကကြတော့ကျွန်တော်တို့ဒါလေးကခဏ50လို့တည်ထားတယ်အခုဒါလေးကိုကျွန်တော် X လို့ပေးလိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီ similar ဖြစ်တဲ့ shape တစ်ခုကိုအချိုးချလို့ရမယ်ပေါ့နော်ဆိုရင်သူရဲ့အချိုးကကြတော့ဘယ်လိုဖြစ်မလဲဆို50 over 80ပေါ့ is equal to ကဘာဖြစ်မလဲဆိုတော့80 over x plus 50 ဖြစ်မယ်ကဲဒါဆိုရင်တော့ဒီမှာ3ညလေးခြေလိုက်မယ်ဆိုရင်5 over 8 is equal to 80 over x plus 5 crossing multiplication လုပ်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ 5x plus ဒီမှာ250ပေါ့နော်9လေး25ဆို150ပေါ့is equal to က88လေးက64ဆိုတော့640ဖြစ်မယ်So 5x is equal to 640 minus 250 is equal to ဒီမှာ0 9 so ဒီမှာ5ကနေဆိုတော့3ပေါ့ဆိုတော့ x is equal to 5ဖြစ်မယ်ဆိုရင်အဖြေကတော့ဘာရမလဲဆိုတော့78ပေါ့78ဆိုပြီးတော့ရမယ် Okay ဒါဆိုရင်တော့အဖြေထပ်ပြီကျွန်တော်တို့ရဲ့ x က78ဆိုတော့ဒီ BE ပေါ့ BE ကကျတော့ဘာလဲဆိုတော့ x plus 50ဆိုတော့ဒီမှာ
78 plus 50ဆိုပြီးတော့မှရမှာပေါ့နော်ကဲဒါဆိုရင်တော့ဒီမှာ8ဖြစ်မယ်ပြီးတော့ရှင်ဒီမှာ12ပေါ့နော်12ဘာဖြစ်မလဲ feet ပေါ့ feet ကဲဒါဆိုရင်တော့ကျွန်တော်တို့dimension တော့ရသွားပြီ dimension ရသွားပြီဆိုရင်ဘာဆက်လုပ်မလဲဆိုတော့သူရဲ့area ရှာမယ်ပေါ့နော် area ကကျတော့80 times 128ဖြစ်မယ်ပေါ့နော်ကဲဒါဆိုရင်အဖြေက10240ပေါ့နော်ဒါလေးရမယ် feet square ဒါမဲ့ကျွန်တော်တို့တကယ်ရှာရမှာက growing carrot အပိုင်းဒီအပိုင်းလေးပေါ့နော်ဆိုရင်အကြီးကနေဒီအပိုင်းလေးနှုတ်လိုက်ရမယ်ကဲဒါဆိုရင် carrot area လေးကိုလို့ချင်း10240ကနေပြီးတော့မှဒါလေးနှုတ်ပေါ့နော်ဆိုရင်ဒါလေးထောင်ဆိုရင်အဖြေကဘယ်ရမလဲဆိုတော့6420 feet square ပေါ့နော်ကဲဖတ်ပြီးတော့ကျတော့ခုနဟာနဲ့အတူတူပဲ transformation တွေသူရဲ့အစင်လိုက်အတူတူပဲလုပ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပထမဆုံးဒီအပိုင်းပေါ့နော်ဒီအပိုင်းကို transformation လုပ်ရင်ဘယ်လိုဖြစ်လာမလဲဆိုတော့ဒီလိုမျိုးလေးဆောင်းလေးဖြစ်လာမယ်ပေါ့နော်ပြီးရင်သူ reflect လုပ်တာတွေပါညာအပြီးပေါ့ okay ဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကကျွန်တော်တို့ဒီအပိုင်းကိုတည်ထားပြီးတော့ဒီအပိုင်းက128ဆိုရင်ဒါလည်း128ပေါ့နော်ပြီးတော့လို့ရှိရင်ဒီအပိုင်းကကျွန်တော်တည်တယ်50ပေါ့နော်sorry 80ပေါ့ဒီပိုင်းက80ဒီပိုင်းက80ဒီပိုင်းကဆိုရင်ဒါလေးက80ဖြစ်မယ်ဆိုရင်ကျွန်တော်ဒီမှာအချိုးပြန်ချလို့ရပြီပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်တို့မတိတာကဒီအရှေ့ပိုင်းမတိတာပေါ့နော်ကဲဒါဆိုရင်ဒီမှာကျတော့80နဲ့128အချိုးချမယ်ပြီးတော့လို့ရှိရင်ဒီမှာ128ဆိုတဲ့ဒီတောင်လိုက်အပိုင်းနဲ့ဒီအပိုင်းနဲ့အချိုးချပြီးသွားလို့ရှိရင်ဒီအပိုင်းပေါ့နော်ဒီအပိုင်းနဲ့ကျွန်တော်ဒီအပိုင်းပေါ့အချိုးချလို့ရမယ်128နဲ့ဒီမှာဒီအပိုင်းကိုကျတော့ကျွန်တော်တို့y လို့ပေးလိုက်မယ်ပေါ့နော်ဆိုတော့ y plus 80ပေါ့ပြီးရင်ဒါလေးကိုဆက်ရှင်းမယ်ဆိုရင်ဒီမှာဘယ်လောက်လေးရမလဲဆိုတော့16လီပေါ့နော်16 5လီ80ဆက်မှာ16 8လီပေါ့128ဒါဆိုရင်ဆက်ပြီးတော့ crossing မြောက်မယ်ဆိုရင် 5y plus 58လီ40ဆို400 is equal to ဒီမှာ128ကိုရှင်းမြောက်တော့1024ပေါ့နော်တော့ဒီမှာ 5y is equal to 1024အနု400ဆိုတော့624 5y ပေါ့နော် y is equal to 624ကို9နဲ့စားဆိုတော့124.8ဆိုပြီးမှရမယ်။ဒါဆိုရင် y တန်ဖို့ရတော့ပြီဆိုရင်ရတဲ့ခုလုံးမှာဆိုရင်တော့ y plus 80ပေါ့နော်။ဒါဆိုရင်တော့124.8ဒါနဲ့စပေါင်းမယ်ဆိုရင်နေရ4.8ရမယ်။ပြီးတော့မှသူရှာခိုင်းတာက area ပေါ့နော် area ဆိုတော့သူတဲ့ area ပေါ့အဲ့တော့ဒါလေးနေရ4.8နဲ့အနည်းမြောက်မယ်ဆိုတော့ကျွန်တော်တို့တည်ထားတဲ့128နဲ့မြောက်မယ်ဒါဆိုရင်ဖြေက26914.4 feet square ရမယ်နော်ဒါဆိုရင်ကျွန်တော်တွက်ထားတဲ့ဟာအမှားပိုင်းနဲ့ကျွန်တော်ထောက်ပြလို့ရပါတယ်ကျွန်တော်လည်းဒီတလောက်တက်တလောက်နဲ့တွက်ထားတာပေါ့နော်အမှားပိုင်းနဲ့ခွင့်လို့ချက်ပါနောက်ထပ်ပြီးပြန်မယ်ပြန်ကြည့်ကြမယ်